အားလုံးပဲမင်္ဂလာပါ Talk Manager ကနေပြောမှပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုပြီးခဲ့တဲ့ကာလတွေမှာပျောက်နေကြတဲ့အတွက်ကြောင့်မလို့လာရောက်မီးမြန်းကြတဲ့တဦးတယောက်ချင်းစီတိုင်း Messenger မှာလာရောက်မီးမြန်းကြတဲ့အကုန်လုံးကိုကျွန်တော်အနေနဲ့ကျေးဇူးများကြီးတင်တယ်ဆိုတာကိုအရင်ဆုံးပြောလိုတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ကာလတွေမှာကျွန်တော်တို့ mental ဘိုင်းအရာကောရုပ်ပိုင်းဆိုင်ရာအရာကောထိခိုက်မှုတွေကြုံတွေ့နေကြတဲ့သူတွေအများကြီးရှိတယ်။လက်ရှိချိန်ထိကူညီခဲ့တဲ့ရေလုံးနေခဲ့ကြတဲ့သူတွေရှိတယ်။ဒီတော့ကြောင့်မလို့ကျွန်တော်အနေနဲ့ဗီဒီယိုတင်ဖို့အတွက်ကိုအားမပါတဲ့အတွက်ကြောင့်မလို့မတင်မဲနေဖို့အတွက်ဆုံးဖြတ်ခဲ့တာပါဆိုတော့အခုလက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်လည်းလုံနိုင်ကြတဲ့သူတွေလုံနေကြသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာအရာကောစိတ်ပိုင်းဆိုင်ရာအရာကောဒါအပြင်ကိုကျွန်တော်တို့ငွေကြေးပိုင်းအရာကောကူညီပေးနိုင်ကြတဲ့သူတွေအနေနဲ့ဆက်လက်ပြီးတော့မှကူညီပေးကြဖို့တော့ကျွန်တော်အနေနဲ့ request လုပ်လိုပါတယ်ဆိုတော့ okay Manchester United အကြောင်းကိုပဲကျွန်တော်တို့ပြောကြရအောင် Manchester United အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်လက်ရှိလောလောဆယ် Manchester United ကခေါ်ယူမယ်လို့သတင်းထွက်နေတဲ့ကစားသမားတွေအများကြီးရှိတယ်ဒီထဲမှာမှထိတ်ဆုံးကပြောရမယ်ဆိုလို့ရှိရင်တော့ကိုညာမယ်လက်ရှိလောလောဆယ် Wolves အသင်းမှာကစားနေတဲ့ကစားသမားအသက်က20နဲ့မှ6နှစ်ဆိုတော့69ဘွားဆိုတော့26တဲ့ဝင်ပြီးလို့ပဲပြောရလိမ့်မယ်ဆိုတော့ okay ဒီလိုကစားသမားတယောက်ကို Manchester United အနေနဲ့ခေါ်ခြင်းနဲ့ United အနေနဲ့ဒီကစားသမားကိုattacking midfielder မှာထားကစားဖို့အတွက်ကြိုးစားလိမ့်မယ်ဆိုတော့ okay ဒီကစားသမားကိုကျွန်တော်တို့ဘာကြောင့်မလို့လိုချင်ရတာလဲဒါအပြင်ကိုကွန်ညာက Manchester United စီကိုဘာယူဆောင်ပေးနိုင်တယ်လဲဆိုတော့ကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မှာအဲ့တော့ topic အရစီမယ်ဆိုလို့ရှိရင်ထိတ်ဆုံးကပြောရမှာကကွန်ညာကိုဘာကြောင့်မလို့ခေါ်မလဲကွန်ညာစီကနေ Manchester United ဘာတွေရမလဲဆိုတဲ့အကြောင်းအရာဒါကိုပြောဖို့အတွက်ဆိုလို့ရှိရင်လက်ရှိလောလောဆယ်ကွန်ညာရဲ့အသက်အရွယ်ကိုပြောဖို့အတွက်လိုအပ်လိမ့်မယ်အသက်က20နဲ့မှ6နှစ်ဒီတော့ကြောင့်မလို့ Premier League မှာကောင်းကောင်းကစားနိုင်သေးတဲ့ကစားသမား Manchester United ရဲ့အခြေအနေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတခြားသော transfer တွေကနေပြီးတော့မှ United ခေါ်ယူနိုင်တဲ့ကစားသမားတွေရှိတယ်ပြောချင်တာက La Liga ကခေါ်မလားဒါမှမဟုတ်လို့ရှိရင် Bundesliga လားအစားရှိသဖြင့်ခေါ်ယူလို့ရတဲ့ခေါ်ယူနိုင်တဲ့ transfer တွေရှိတယ်ဒါပေမဲ့ Manchester United ကလက်ရှိအနေထားကပုံမှန်မရှိဘူးဒါအပြင်ကိုကျွန်တော်တို့တွင်းကိုတွေမှာလောချက်တွေအများကြီးရှိတယ်ဒီတော့ကျွန်တော်တို့ Premier League အတွေ့အကြုံပြေးဝထားပြီးသားသူတယောက်ကိုခေါ်လာက Manchester United အတွက် risk နည်းနိုင်သမျှအနည်းဆုံးယူရလို့ပြောလို့ရတယ်ဒါအပြင်ကိုနောက်ထပ်တစ်ချက်ကဘာလဲဆိုတော့ Manchester United အနေနဲ့ကစားကွက်အရကွန်ညာကပို့ပြီးတော့မှ Ruben Amorim ရဲ့ကစားကွက်ထဲမှာအံဝင်နိုင်မယ်ဆိုတဲ့ကစားသမားဖြစ်ခြင်းပဲဒါနဲ့ပတ်သက်ပြီးတော့မှအချက်လက်တွေအများကြီးပြောရရှိတယ် Wolves အသင်းကိုညီပြတဲ့စတင်ကင်တွယ်ပြီးတဲ့အချိန်ကနေစပြောမှာကွန်ညာရဲ့ကစားတဲ့ပုံစံကအတွင်းထဲကိုပို့ဝင်တဲ့နေရာမှာဆိုလို့ရှိရင်တောင်မှဒီ Wolves နီးပြကောင် Manchester United နီးပြကောင်နိုင်ငံစလုံးက Portuguese လူမျိုးနီးပြတွေပြတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့ရဲ့ tactical base ကကျွန်တော်တို့3-4-3တခါတည်းမှာဆိုလို့ရှိရင်3-5-2ဒီလိုပုံစံမျိုးဘက်ကိုပို့ပြီးတော့မှရင်းနေအဲ့လို system မျိုးကိုအဝင်ထားပြီးသားကစားသမားတယောက်ကို Manchester United ခေါ်ခြင်းလေဆိုတာကပြဿနာမဟုတ်ဘူး။ကိုညာက Manchester United စီမှာအဝင်နိုင်နေဆိုတာကိုဒီ Wolves အသင်းရဲ့ status တွေအချက်လက်တွေအများကြီးကပြနေတယ်။ဆိုတော့ okay ဒါတွေကြောင့်မလို့ Manchester United စီကိုကိုညာကရောက်လာတင်တာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကိုညာစီကနေ Manchester United ညှို့လင်းနိုင်တဲ့ဟာတွေ okay ဆိုကိုညာစီကနေ Manchester United က Premier League အတွေ့အကြုံရမယ်ဒါအပြင်ကိုကျွန်တော်တို့အသက်အရွယ်ပိုင်းရလဲ major ဖြစ်ထားပြီးသားအသက်26နှစ်ရှိပြီးသားကစားသမားတယောက်ဖြစ်နေတယ်ကစားကွက်ရလဲ Wolves အသင်းနဲ့တူညီတယ်ဆိုတော့ဒီသုံးချက်ကကိုညာက Manchester United စီကိုခေါ်ယူလာပြီးနိုင်တဲ့ယူဆောင်လာပြီးနိုင်တဲ့အချက်လက်တွေပဲ okayကွန်ညာအတွက် Manchester United ဘယ်လောက်ကုန်ကြနိုင်တယ်လဲကုန်ကြနိုင်တဲ့ပမာဏကိုတွက်ကြည့်မယ်ဆိုလို့ရှိရင် Manchester United က release cost အရာဆိုလို့ရှိရင်တော့62တန်းလောက်ကုန်ကြနိုင်တယ်တော်တော်လေးများတဲ့ပမာဏမျိုးလို့ပြောရရတယ်ဒါပေမဲ့ရင်းနှီးတဲ့သလားဆိုလို့ရှိရင်တော့ Premier League အတွေ့အကြုံရှိပြီးသားကစားသမားတယောက်အတွက်ဒီဘယ်ချမ်းနေရာမှာကစားနိုင်ဖို့တော့ကတော့ရင်းနှီးတဲ့တယ်လို့ထင်တယ်ဒါအပြင်ကို Manchester United မှာလက်ရှိရာသီဘယ်ချမ်းကအခြေအနေဆိုးဆိုးရွားဖြစ်နေကြတာအားလုံးလည်းသိကြပြီးသားပဲ။ဘာလဲဆိုတော့ညာချမ်းမှာအာမတ်ဒီယာလိုကပဲဆင်ပြီးနေတာ။ဒါကိုကျွန်တော်တို့ Ruben Amorim စားရောက်လာစားကာလာတွေပြောရမယ်ဆိုလို့ရှိရင်အာမတ်ဒီယာလိုဒဏ်ရာမရခင်ကာလာတွေမှာမြင်ရလိမ့်မယ်။ Manchester United ကညာချမ်းတစ်ချမ်းတွေကပဲကိုတွင်းနိုင်နေတာ။ဘယ်ချမ်းကနေပြီးတော့ဘာမှလုံးမဖြစ်ဘူး။အဲ့ဒါလိုလုံးမဖြစ်တာကဘယ်ချမ်းမှာကျွန်တော်တို့ဒီ Winger နေရာမှာလိုအပ်ချက်ရှိဆိုတာဆိုမဟုတ်ဘူး။ဘယ်ချမ်း attacking midfield နေရာအတွက်ခွန်ညာကကစားပြီးနိုင်တယ်။အဲ့ဒီနေရာကပဲ Manchester United လိုအပ်ချက်ရှိနေတာ။ So okay ဆိုအချက်လက်တွေကိုပြန်ပြီး comparison လုပ်မယ် Manchester United ကဒီမှာတို့လို့ရှိရင် XG over performance ပေါ့နော် XG ထက်ပိုပြီးတော့မှအကိုသွင်းနိုင်မှုမှာ United ကအဆင့်18နေရာမှာရှိနေတာပြောချင်တာက Manchester United အနေနဲ့ XG over perform လုပ်ထားနိုင်တဲ့တင်မျိုးမဟုတ်ဘူး United အနေနဲ့ပြောချင်တာကဂိုးသွင်းရမ်းရောမနေဘူးဒါကအချက်လက်တွေများကြည့်အောင်ညွှန်းနေကြမလို့ကျွန်တော်တို့မြေပြင်ရှင်တွေကြည့်အောင်နဲ့တည်နိုင်တယ်ဒါအပြင်က Manchester United ရဲ့ dribbling နဲ့
Manchester United က Premier League မှာ dribble အောင်မြင်မှုနှုန်းထားကအဆင့်16နေရာမှာပဲရှိနေသေးတယ်ဆိုတော့ dribble မလုပ်နိုင်ဘူး Okay dribble မလုပ်တာကဘာဖြစ်တယ်လဲဆိုတော့ Manchester United အနေနဲ့တစ်ခါတင်းကသာခံစစ်ပိတ်ဆော့ရဲဆိုလို့ရှိရင်ဂိုးမသွင်းနိုင်ဘူးဆိုတာပဲဒါနဲ့ပတ်သက်ပြီးတော့မှရိုးရှင်းတာကဘာလဲဆိုတော့ Ruben Amorim နဲ့အတင်းကြီးတွေနဲ့ကစားခဲ့တဲ့ပွဲစဉ်ကိုကျင်းပပြီးတော့မှရှင်းလင်းနိုင်မယ်လို့ထင်တယ်အဲ့တော့ United နဲ့ dribble လုပ်နိုင်မဲ့သူမျိုးလို့တယ်ဒါအပြင်ကိုတစ်ဖက်တင်းရဲ့ block ကိုဖြည့်နိုင်ဖို့အတွက် dribble လုပ်နိုင်တဲ့ကစားသမားလို့တယ်ဂိုးသွင်းတဲ့ကစားသမားမျိုးလို့တယ်အဲ့လိုကစားသမားမျိုးကကျွန်တော်တို့ရှာလို့ရှိရင်မရှားပါဘူးဒါပေမဲ့ဈေးနှုန်းရချိန်မဲ့ပြီးတော့လို့ရှိရင် United လိုအပ်ချက်ရရှင်မယ်ဆိုလို့ရှိရင် Premier League တွေ့ကြုံပြီးပြီးသားကစားသမားတစ်ယောက်ဒါအပြင်ကိုကျွန်တော်တို့ဂျာမန်ဘက်ချမ်းမှာကစားဖို့တယ်ပြီးတော့လို့ရှိရင်စပိန်မှာကစားဖို့တယ်အခု Premier League မှာကစားဖို့တယ်ဒီလိုတွေ့ကြုံရှိပြီးသားကစားသမားတစ်ယောက်ကို Manchester United နဲ့ခေါ်ယူခြင်းနဲ့ဆိုတာကအပြည့်တော့မဟုတ်ဘူးဆိုတော့ Manchester United နဲ့ဒီအကွန်ညာကိုခေါ်မယ်ဆိုလို့ရှိရင်တန်း60တန်း90လောက်ဒီကကုန်ကြနိုင်တယ်ဒါအပြင်ကိုကွန်ညာစီကနေ United ရနိုင်တဲ့ကောင်းကျိုးတွေကအများကြီးရှိတယ်အဲ့တော့ကောင်းကျိုးတွေကြီးပဲပြောနေလို့ကျွန်တော်တို့အဆင်ပြေပါမလားစိုးကျိုးကိုကျွန်တော်တို့ပြောကြရအောင်စိုးကျိုးရပြောမယ်ဆိုလို့ရှိရင်ကွန်ညာကပိုင်းတက်ခံရဖို့တဲ့ကစားသမားသူရဲ့ attitude နဲ့ပတ်သက်ပြီးတော့မေကွန်းထုတ်ခံရမှုတွေအများကြီးရှိတယ်ဒါပေမဲ့ဒါကိုတော့ Manchester United အနေနဲ့ထည့်သွင်းပြီးတော့မှစဉ်းစားဖို့အတွက်လိုအပ်လိမ့်မယ်လို့ထင်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့မှတော့ဒီကစားသမားရဲ့ attitude မဟုတ်ဘဲနဲ့ဒါကစားသမားရဲ့ hunger ဖြစ်ပါတယ်ပွဲပေါ်မှာစားလောင်စိတ်ဖြစ်ပါတယ်ဆိုတာမျိုးကို mention လုပ်ကြတဲ့သူတွေရှိတယ်ဒါပေမဲ့ဒါကကျွန်တော်တို့မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့်ကိစ္စမျိုးပဲကိုညာအနေနဲ့Manchester United စီမှာဖိအားတဲ့နေခံနိုင်ပါမလားဒါအပြင်ကို Ruben Amorim လက်ထက်မှာခွန်ညာကခြေစွမ်းပြနိုင်ပါမလားဒါရိုက်ကျွန်တော်တို့စီမှာတေချာရတဲ့အဖြစ်မျိုးမရှိဘူးဒါကတော့တေချာတယ်ဆိုတော့ခွန်ညာရောက်လာလို့လဲ Manchester United ကကြီးပြောင်းနေသွားမှာလား Nope Manchester United ဘယ်ချမ်းနဲ့ညာချမ်းကဘယ်နဲ့စင်မျှချီရှိသွားမယ်ဆိုတဲ့အကြောင်းအရာလောက်ကိုပဲကျွန်တော်တို့ပြောနိုင်နိုင်မယ်ဆိုတော့ Okay ခွန်ညာနဲ့ပတ်သက်ပြီးတော့မှ United ပြည်သက်တွေဘယ်လိုထင်ကြလဲခွန်ညာကိုလိုချင်ကြလားခွန်ညာရလို့ရှိရင် Manchester United ကအဆင်ပြေသွားလိမ့်မယ်လို့ထင်လားကိုယ့်နံပါတ်1ဆေးတော့ကြပါကျွန်တော်နောက်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့